မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓဟူးနေ့တင်ဆက်နေကြဖြစ်တဲ့အောင်ဆက်မော်စကားဝဲနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမကတော့ရွှေကြီးပါကိုဗိုရာ MC ထုံဆက်ကြီးတွေကိုဒါမောင်းနေကြတဲ့ဆက်ပိုင်တို့အတွက်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းကတော့ဒီနောက်တွဲထည့်ကုန်တွေကိုအတင်ချလုပ်တဲ့အခါမျိုးမှာဒါအရင်လိုအပြည့်မတက်တော့ဘဲနဲ့လေးလံနေရမျိုးတွေဒါမှမဟုတ်လို့ရှိရင်ဒါမြှောက်ထားပြီးမှတရွရွနဲ့အောက်ကိုပြန်ရှောကျလာတာမျိုးတွေဒါကြုံမှုကြမှာပါဒီဟာကဒီအနောက်ဘက်3ချက်ချိတ်မှာဒါအပြည့်ပေးနေတဲ့ဒါနောက်စလင်နာကနေပြီးတော့အစပြီးတော့တတိပေးနေရမျိုးပါပဲဒီနေ့မှာတော့ဒီနောက်စလင်နာရဲ့တတိထားမဲ့လက္ခဏာတွေကိုဒီကွဲထွန်းတဲ့တူဆွေးနွေးသွားမှာပဲဖြစ်ပါရဲ့ရှင်မင်္ဂလာပါခင်ဗျာကျွန်တော်ရဲထုတ်ပါခင်ဗျဟုတ်ကဲ့ပါကိုရဲထွေဒီကူဘိုတာ MC ထုံဆက်ကြီးတွေရဲ့ဒီနောက်စလင်နာတွေကပေါ့နော်ဒါဘလို့အချိန်ဒီမှာအတင်အချလေးလံသွားတတ်တာမျိုးလဲရှင်ဟုတ်ကဲ့ပါကျွန်တော်ဒီ M series မှရလို့တော့မဟုတ်ဘူးဗျကျွန်တော်တို့ကဒီထုံဆက်တစ်စီးမှာဆိုရင်ထဲ6ပန်း9ပန်းဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်ဒီ rotary တွေကိုဆွဲရတဲ့အခါမျိုးမှာဒီနောက်ကဆလင်ဒါကိုဝင်အရန်ပြီးတယ်ခင်ဗျအဲ့တော့သူအတင်လေးရတဲ့အကြောင်းရင်းတွေကပထမအချက်ကကျွန်တော်တို့ဒီအတွင်းထဲမှာရှိတဲ့ piston washer တွေကတက်တန်းတစ်ခုကြာပြီးတော့ဒီနာသွားတဲ့အခါမျိုးမှာဆိုရင်ဒီ hydraulic စီကပေါ့နော်ဒီတစ်ဖက်ကိုရှန်ထွက်ပြီးတော့ဒီစီပြန်ကန်လာတာကြောင့်မို့လို့ဒီသူ့ထဲကုန်ကိုပေါ့ဗျာထဲကုန်ကိုကျွန်တော်တို့ကဟိုအပြည့်နဲ့ပင့်တင်မပေးနိုင်တော့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့အကြောင်းမလို့ဒါအတင်တွေကလေးနေရမျိုးဖြစ်နေတာပေါ့ဒုတိယချက်အနေနဲ့ဒါကွင်းပြင်မှာဘယ်လိုမျိုးတွေဖြစ်လေဖြစ်တာရှိသေးလဲရှင်ဟုတ်ကဲ့ပါကျွန်တော်ဒီဒုတိယအချက်ကတော့ကျွန်တော်ဒီတလန်ဒါထိပ်ဝါမှာရှိတဲ့ washer kit တွေကနေကျွန်တော်ဒါ CEO စိတ်နေပြဿနာပါကျွန်တော်တို့ဒီလေကွင်းလေကွက်ထဲမှာဒီဖုံနေသေးတယ်ရန်ပေါ်တယ်ဒီဖုံနေသေးတွေကနေကျွန်တော်ဒီစလင်ဒါဝင်ရိုးကိုလာပြီးတော့ကတ်တယ်ဒီစလင်ဒါဝင်ရိုးမှာလာကတ်တဲ့ဒီအညစ်အကြေးတွေကိုကျွန်တော်တို့ကဒါအချိန်မီတန်ရှင်းမှုမပြုလုပ်ပေးနိုင်ဘူးဆိုရင်ဒါ washer ကျွန်တော်ဒီထိပ်ဝါမှာရှိတယ်ပေါ့နော်ထိပ်ဝါမှာရှိတဲ့ဒီဖုံတုပ် washer တွေကိုပုတ်တိုက်စားသွားပြီးတော့ဒီသဲပွင့်တွေကအထဲထဲကိုဝင်ရောက်တက်တယ်ဗျဝင်ရောက်သွားတယ်ပေါ့ဗျာအဲ့ဒီကနေမှတဆင်ဒီသဲဝင်တွေကခဏတော့စလင်ဒါရိုးတံကိုချစ်ရတယ်ထင်ပြီးတော့ဒါCEO စိတ်နဲ့ပြဿနာတွေဖြစ်လာတာပါခင်ဗျဒါဆိုရင်ဒါအပြတ်မကြီးအောင်ပေါ့နော်ဒီဆက်ဆရာတွေနဲ့တောင်သူတွေအနေနဲ့ဒါဘာတွေကိုတေချာရွေးချယ်ပြီးတော့သုံးဆွဲတင်တာလဲရှင်ကျွန်တော်တို့ဒီနောက်စလင်ဒါဆိုတဲ့အမျိုးကအလုတ်ကျန်းကိုဒါအရန်လောက်ရတဲ့အထက်မှာပါတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့အဓိကနှစ်ချက်ကိုသိချင်ရတော့ကျွန်တော်တို့ဒီပထမအချက်ကဒီစလင်ဒါရဲ့တန်ကိုတယ်ဒီစလင်ဒါရဲ့တန်ကိုတွေကဒါ hydraulic pressure PR ရဲ့ဒဏ်ကိုခံနိုင်အောင်လို့ဒါဒုတွေကအထူးကြီးဖြစ်နေရမယ်ဒါ quality ကောင်းအောင်ပဲပေါ့ဗျာဒါမှလည်းကျွန်တော်တို့ကဒီဘလိုလဲဘူးနဲ့ဒါပြန်ပြီးတော့ကွဲအပ်တာတွေပါတယ်မဖြစ်မှာပေါ့ဒါမှမဟုတ်ဆိုတော့ကျွန်တော်ဒါလိုလဲဘူးနဲ့ပြန်ကွဲအပ်သွားနိုင်တယ်ဒီ hydraulic pressure ဒါ PR ရဲ့ဒဏ်ကြောင့်ပေါ့ဗျာဟုတ်ကဲ့ဒါဒုတိယအချက်ကတော့ကျွန်တော်တို့ဒီစလင်ဒါရိုးတယ်စလင်ဒါဒီဝင်ရိုးတံမှာဒီချစ်ရာအစင်းရာတွေအလွယ်တကူဒါမထင်အောင်လို့ကျွန်တော်တို့ကဒါ chromium plate စိန်ထားတဲ့ဒီမာကျောမှုမျိုးရှိနေရပြီဒါမှသာကျွန်တော်တို့ဒီအတွင်းကအဝါရှာ kit တွေရဲ့တက်တန်းကိုဒါကြာချိန်တစ်ခုထိဒါထိမ့်သိမ်းထားနိုင်ပြီးတော့ဒါစီလုံနှုံးကလည်းပို့ပြီးတော့သိကြနေမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုရဲထွေဒီကိုဘိုတာ M6040 ကနေပြီးတော့ M9540 အထိဒါထုံးဆက်ကြီးတွေမောင်းနေတဲ့ဒါဆက်ပိုင်ဦးကြီးတွေအတွက်ပေါ့နော်ဒါနောက်စလင်နာကနေပြီးတော့ CEO စိတ်နာဒါအတင်လေးတာမျိုးကြုံလာရရင်ဒါမပေါ့ဆပဲနဲ့ဒါအတွင်းကဝါရှာကစ်တွေနဲ့ရိုးတံတွေကိုချက်ချင်းစစ်ဆေးဖို့လိုအပ်တယ်ဆိုတာဒါရှင်းလင်းသွားပါပြီရှင့်ဒီနေ့ပြောခဲ့တဲ့အကြောင်းအလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကိုရဲထွအနေနဲ့ဗာလေးများထပ်ဖြည့်ပြီးတော့ပြောချင်သေးလဲရှင့်ဟုတ်ကဲ့ပါကျွန်တော်တို့ဒါ CEO စိတ်မှုကိုတတိထားပါအချိန်မီပြုပြင်ပါအားလုံးပဲဒါလုပ်ငန်းခွင်အနေနဲ့ကင်းဝေးနိုင်ကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ